အားလုံးပဲမင်္ဂလာပါဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်များအကြောင်းပဲဖြစ်ပါတယ်ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်တွေဟာအာဖဂန်နစ္စတန်နိုင်ငံဘာမီယန်တောင်ကြားမှာတည်ရှိပြီးတော့6ရာစုခန့်ကတည်ဆောက်ခဲ့တဲ့ကြီးမားတဲ့ဗုဒ္ဓရုပ်ပွားတော်နှစ်စုဖြစ်ပါတယ်ကပူးမြို့ရဲ့အနောက်မြောက်ဘက်130ကီလိုမီတာ82မိုင်အကွာပင်လယ်ရေမျက်နှာပြင်အထက်2500မီတာ8200ပေအမြင့်မှာတည်ရှိပါတယ်ဒီရုပ်ပွားတော်ကြီးနှစ်စုကို Haftalab အိုဆိုးချိန်မှာတည်ဆောက်ခဲ့တယ်လို့ခန့်မှန်းရပါတယ်အသေးဖြစ်တဲ့အရှိဘက်ကဗုဒ္ဓရုပ်ပွားတော်အမြင့်ပေ38မီတာပေ125ပေရှိပြီးတော့ AD 980လောက်မှာတိစောက်ခဲ့တာဖြစ်ပါတယ်အကြီးဖြစ်တဲ့အနောက်ဘက်ကဗုဒ္ဓရုပ်ပွားတော်ဟာအမြင့်55မီတာပေ180ရှိပြီးတော့ AD 618လောက်မှာတိစောက်ခဲ့တယ်လို့သိရပါတယ်ဘာမီယန်တောင်ကြားဟာရှေးခေတ်ဗုဒ္ဓဘာသာရဲ့အရေးပါတဲ့နေရာတစ်ခုဖြစ်ပြီးတော့ပိုးလမ်းမပေါ်ကဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်မြတ်ထားရာနေရာတစ်ခုလည်းဖြစ်ပါတယ်ဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်စုလုံးကိုတောင်ဆောင်နေရန်တစ်ခုကိုထွန်းပြီးတော့တိဆောက်ထားတာဖြစ်ပါတယ်အနောက်ဘက်ကဗုဒ္ဓရုပ်ပွားတော်ကပိုပြီးတော့ကြီးမားပါတယ်အရှေ့ဘက်ကဗုဒ္ဓရုပ်ပွားတော်ကအနည်းငယ်နောက်ကျမှတိဆောက်ခဲ့တာဖြစ်ပါတယ်ရုပ်ပွားတော်ရဲ့မျက်နှာနဲ့လက်တွေကိုတော့အင်္ဂလိပ်တွေနဲ့ပြုလုပ်ထားပြီးတော့အလှဆင်ထားပါတယ်2001ခုနှစ်မတ်လမှာတာလီဘန်တွေကဗုဒ္ဓရုပ်ပွားတော်နှစ်စုလုံးကိုဖျက်ဆီးခဲ့ပါတယ်တာလီဘန်ခေါင်းဆောင်မူလာမိုဟာမက်အိုမာရဲ့အမိန့်နဲ့အာဖဂန်နစ္စတန်မှာရှိတဲ့ရုပ်ပွားတော်ရုပ်ထုအားလုံးကိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်အဲဒီလိုရက်ကိုနိုင်ငံတကာနဲ့ဒေသခံတွေကပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြပါတယ်ဗုဒ္ဓရုပ်ပွားတော်တွေဖျက်ဆီးခံရပြီးနောက်ပိုင်းမှာ UNESCO နဲ့တခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ဘာမီယန်တောင်ကြားကိုကမ္ဘာအမွေနဲ့နေရာတစ်ခုအဖြစ်ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်ရုပ်ပွားတော်တွေကိုလည်းပြန်လည်တည်ဆောက်ဖို့ကြိုးစားမှုတွေရှိခဲ့ပေမဲ့အခက်အခဲများစွာရှိခဲ့ပါတယ်ဘာမီယန်ရုပ်ပွားတော်တွေဟာဗုဒ္ဓဘာသာဝင်တွေအတွက်သာမကဘဲနဲ့လူသားမျိုးနွယ်တရလုံးအတွက်ပါတန်ဖိုးမဖြတ်နိုင်တဲ့သမိုင်းဝင်ယဉ်ကျေးမှုအမွေနှစ်တွေဖြစ်ခဲ့ကြပါတယ်ရုပ်ပွားတော်တွေဖြစ်စည်းခံရခြင်းဟာအလွန်ဝမ်းနည်းဖွယ်အဖြစ်အပျက်တစ်ခုဖြစ်ပေမဲ့ရုပ်ပွားတော်တွေကသမိုင်းဆိုင်ရာတန်ဖိုးနဲ့အရေးပါမှုတွေကတော့ယနေ့ထိတိုင်ထင်ရှားလျက်ရှိပါတယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်များအကြောင်းပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်